ဒီနေ့မှာတော့ Pizza Maru Express မှာ3000မကျော်ပဲနဲ့29500ကျပ်တဲ့နဲ့ Pizza ကိုကြက်ကြော်စားလို့ရမယ် Maru Value Combo ရှိရလို့ကျွန်တော်တွေ့ထားတယ်အဲ့ဒါကိုကျွန်တော်ရုံးကတငယ်ချင်းနဲ့အတူသွားစားမှာဖြစ်ပါတယ်မင်္ဂလာပါရှင် Pizza Maru Express မှာကြိုဆိုပါရစေညီမတို့စီမှာဆိုလို့ရှိရင်29500ကျပ်ထဲနဲ့စားလို့ရမယ် Maru Value Combo လေးရှိပါတယ်ရှင်အဲ့ဒီ combo လေးမှာဆိုလို့ရှိရင်6လက်မ pizza တစ်ချက်ရယ်ကြက်ကြော်2တုံးရယ်ပါမှာပဲဖြစ်ပါတယ်ရှင်ရွေးချယ်စရာလေးတွေနဲ့ကတော့ seafood combo နဲ့ chicken combo လေးရှိပါမယ်ရှင်အဲ့လေးပဲယူလိုက်မယ်နော်ဒီစားဝါမှာတော့ Maru Spicy Ocean Pizza လေးပါနော်ဒီ pizza ထဲမှာဆိုရင်ပေါ့နော်ကျွန်တော်တွေ့ရတာတော့ visual လေးလည်းပါတယ်pizza လည်းပါတယ်သူအပေါ်မှာကျတော့ crust လေးပါတယ်ခါကျတော့ sriracha sauce ရပြီးတော့ cheese ရလောက်ထားတဲ့ခါကျတော့သူ့ရဲ့အရသာကအရင်ကြီးလည်းမဆက်ဘူး cheese ရဲ့အရသာနဲ့စိမ့်လေးတင်နေတာရတာပို့ပြီးတော့ပေါ်လွင်တာပေါ့နော်တာမာတို့ရဲ့ဒိုးသားတွေက green tea ဒိုးနဲ့ပြုလုပ်ထားတာကြောင့် cholesterol နဲ့ပြီးတော့ကျန်းမာရေးနဲ့အထူးညီညွတ်စေပါတယ် cholesterol နဲ့ပြီးတော့စီမတက်အောင် screen track ခံပြီးတော့ဗိတ်တာမို့လို့ချင်းကူးလေးတို့ပူပူနေလေးနဲ့15မိနစ်တင်စားသုံးမယ်ဆိုရင်တော့ပို့ပြီးရတာရှိပါတယ်ဒါဆိုကျွန်တော်တို့နောက်တစ် slide ထပ်စားကြမယ်နော်Pizza Maru ရဲ့ကြက်ကြော်လေးကကြော်တာမဟုတ်ဘဲနဲ့ Orama မှာကြော်ပေးရဆိုတော့အတွင်းသား juicy ဖြစ်ပြီးတော့တော်တော်လေးစားကောင်းပါတယ်အခုကျွန်တော်တို့ရွေးထားရဲ့ Maru Value Combo ထဲမှာပါတယ်ကြက်ကြော်လေးကတော့ sweet chili ကန်ကြောင်းကြက်ကြော်လေးပဲဖြစ်ပါတယ် Okay အဲ့ဆိုရင်ကျွန်တော်တို့နေ့အောင်ဒီကြက်ကြော်လေးကိုစားကြမယ်စားကြပါဦးတွန်းက sauce ကတော်လေးစားလို့တာအခုလိုမျိုး29500ကျပ်တဲ့နဲ့ပီဇာရောကြက်ကြော်2တောင်းရောပါမယ် Maru Value Combo လေးကိုစားချင်တယ်ဆိုရင်တော့ Pizza Maru Express ဆိုင်ခွဲတွေကိုအမြန်ဆုံးလာခဲ့လိုက်တော့နော်ဒါနဲ့ promotion ရလေးကတော့ရက်အကန့်အသတ်ပဲရှိတာမို့လို့ချင်းကူးလေးတို့အမြန်ဆုံးလာခဲ့လိုက်တော့နော်ပိုကောင်းတာကိုစားပါမာရူပီဇာ